ယုံတဲ့ငက်ကလေးတို့တချင်းဆိုတာချိုလွင်တဲ့ဆိုတာမသေးကြတော့ဘူးလေဒီမနဲ့ကိုသက်ဆက်မဲ့မနဲ့စာဟာဘယ်လိုစင်ပြေမဲ့ဆိုတာမသေးကြတော့ဘူးလေနောက်တလန်းကိုလမ်းမဲ့ခြေလမ်းအောင်မှာကဘာမြေခိုင်မှနေမဲ့ဆိုတာမသေးကြတော့ဘူးလေမိညီမရတော့မဲ့စိတ်လိတ်တို့တခုတည်းနဲ့ဘဝကိုပြန်ဆလို့ရပါမလားအခုတော့မှာပြီဖက်ရှင်သမားရဲ့အိမ်အပြန်မှာလောကကြီးကလည်းညင်ပယ်မယ်ဟာလာဟင်းလေးအိတ်ကတ်တွေကိုတငယ်ချင်းတွေလည်းကောင်းခါမယ်ပန်းချနာမသိတဲ့ခီးစင်မှာချစ်သူချင်းလည်းဆန့်ကျင်မယ်ဘယ်လိုများရင်ဆိုင်ရမလဲဖက်ရှင်သမားဖက်ရှင်သမားဖက်ရှင်သမားမျက်နှာငယ်ချက်ကလေးကိုချိုးမမီလို့ရောရွှင်စရာအချိန်တွေအကုန်လုံးရောခဲ့ရပြီကိုအိမ်ထဲကဂီတချိုးများတန်ပြန်မလာလုံးဝပျောက်ဆုံးခဲ့ပြီဒီလန်တဲ့ခြေတော့တို့တဲဖို့ရခန္ဓာကိုယ်လုံးမပါရင်ရွေးရှားခဲ့ပြီစာမရှိတဲ့စာအိမ်ဟာကြာရှည်ခံနိုင်မှာမလားခုတော့မှာပြီဖက်ရှင်သမားရဲ့အိမ်အပြန်မှာလောကကြီးကလည်းညင်ပယ်မယ်ဟာလာဟင်းလေးအိတ်ကတ်တွေကိုတငယ်ချင်းတွေလည်းကောင်းခါမယ်ပန်းချနာမသိတဲ့ခီးစင်မှာချစ်သူချင်းလည်းဆန့်ကျင်မယ်ရင်ဆိုင်ရမလဲဖက်ရှင်သမားဖက်ရှင်သမားဖက်ရှင်သမားမျက်နှာငယ်စောက်တန်းပုံအောင်ခဲ့တဲ့လက်တွေပြန်လို့ခြင်းနဲ့ဆိုလို့ကောရပါမလားကွယ်ဒီညမရှိတဲ့စက်ကူချက်တွေသစ္စာဆောင်မယ်ယုံလို့ကောရပါမလားကွယ်လွယ်နဲ့ပျောက်သွားခဲ့တဲ့ရာဟာလွယ်ကူပြန်လာမယ်ဆိုတာကောဖြစ်ပါမလားကွယ်ဘာမှမကြံတော့တဲ့လက်နှစ်ဖက်နဲ့ရွှေနန်းတော်တည်နိုင်ပါမလားအခုတော့မှာပြီဖက်ရှင်သမားရဲ့အိမ်ပြန်မှာလောကကြီးဟာလည်းညင်ပယ်မယ်ဟာလာဟင်းနဲ့အိတ်ကတ်တွေကိုတငယ်ချင်းတွေလည်းကောင်းခါမယ်ပန်းချနာမသိတဲ့ခီးစင်မှာချစ်သူချင်းလည်းဆန့်ကျင်မယ်ဘယ်လိုများရင်ဆိုင်ရမလဲဖက်ရှင်သမားဖက်ရှင်သမားဖက်ရှင်သမားမျက်နှာငယ်ဖက်ရှင်သမားဖက်ရှင်သမားဖက်ရှင်သမားမျက်နှာငယ်